မိဘတွေအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ Cambridge English Stutters Movers နဲ့flyer တင်ယူနေတဲ့ကလေးတွေရဲ့ရလဒ်နဲ့ပတ်သက်ပြီးတော့ဗောနော်မိဘတွေအတွက်အသိပညာမျှဝေပေးခြင်းပါတယ်ရှင်အဲ့တော့ကလေးတွေရဲ့ exam result ထွက်လာတဲ့အခါဗောနော်တခါတလေမှာမိဘတွေကအမှတ်ကိုအာရုံစိုက်တယ်ဗောနော်အဲ့တော့ဘာကြောင့်အမြင့်ဆုံး level မရသေးရလဲဒီလိုမျိုးဆိုပြီးတော့လည်းမေးတတ်ကြတယ်ဗောနော်အဲ့တော့KSC မှာကလေးအများစုကတော့သူက exam ဖြေပြီးတဲ့အခါမှာရှိအားလုံးလိုပေါ့ကလေးတွေအားလုံးလိုရှိပြရတယ်မိဘတွေလည်းပြောတယ်တီချာတွေလည်းပြောတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ကလေးတွေကျောင်းစာမိုးဝဲတွေဖြေတဲ့အခါမျိုးတွေနောက်တခြား exam တွေဖြေတဲ့အခါမျိုးတွေမှာပေါ့နော်အဲ့တော့ဘာကြောင့်ကလေးကအမှတ်အမြင့်ဆုံးမရတာလဲဆိုပြီးတော့မိဘတွေကမေးတတ်တယ်ပေါ့နော်အဲ့တော့ဒါပေမဲ့အမှတ်အမြင့်ဆုံးရတာထက်ပိုရေးကြီးတဲ့အရာတစ်ခုရှိပါတယ်အဲ့တော့ပထမဆုံးအပိုင်းအနေနဲ့ reserve ဆိုတာကပြည့်စုံမှုမဟုတ်ဘူးပေါ့နော်အဲ့တော့ Cambridge Stutters Mover နဲ့ဒီ flyer ဆိုတာကကလေးတွေရဲ့တဖြည်းဖြည်းတိုးတက်လာနေတဲ့ English skill တွေကိုဖော်ပြပေးတဲ့အဆင့်တွေပဲဖြစ်တယ်ပေါ့နော်အဲ့တော့stutter level မှာကလေးတယောက်က English ကျွမ်းကျင်တဲ့သူnative speaker လိုမျိုးကျွမ်းကျင်နေစရာဖြစ်ရမယ်လို့မဟုတ်ဘူးပြီးတော့ mover level ဒါမှမဟုတ် flyer ရောက်တဲ့အချိန်မှာလည်းအင်္ဂလိပ်လိုပြောသမျှအကုန်နားလည်ရမယ်လုံးဝ perfect ဖြစ်နေရမယ်ဒီလိုမျိုးမဟုတ်ဘူးပေါ့နော်အဓိကအရေးကြီးတာတစ်ဆင့်ချင်းတဖြည်းဖြည်းဆက်လက်သင်ယူနေဖို့ပဲလိုတယ်ဒီနေ့ကတိုးတက်မှုတတိလေးကနောက်ပိုင်းမှာခိုင်မာတဲ့ English Foundation တစ်ခုဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဘာလို့English ကောင်းကောင်းမပြောနိုင်သေးတာလဲအဲ့လိုမျိုးကလေးကိုဓာတ်ရိုက်မိမဲ့စားတားရေးသမီးဒီနေ့ဗာလေးအသက်သင်ယူခဲ့လေဆိုပြီးတော့ပြောင်းမေးကြည့်လို့ရပါတယ်အဲ့တော့မေခွန်းတစ်ခုပြောင်းလိုက်တာကလေးရဲ့သင်ယူမှုပေါ့အကျိုးသက်ရောက်မှုတွေအများကြီးရှိနိုင်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကမိဘတွေရဲ့အားပေးမှုမိဘတွေရဲ့အားပေးမှုကကလေးတွေရဲ့သင်ယူမှုအတွက်ကိုတကယ်ကိုအရေးကြီးတယ်ဥပမာကလေးကိုအင်္ဂလိပ်လိုပြောအင်္ဂလိပ်လိုပြောအင်္ဂလိပ်လိုပဲပြောရမယ်ဒီလိုမျိုးကြီးတခါတခါဖိအားပေးနေစရာလည်းမလိုဘူးတခါတလေမှာအလွန်ကြုံဖိအားပေးရင်ကလေးတွေကအမားတွေလောက်တတ်တယ်ကြောက်ပြီးတော့ဗောနော်အမားတွေလောက်တတ်တယ်ပြီးတော့အဲ့လိုမျိုးအမားလုံးမိမှာလည်းသူကစိုးရိမ်တတ်တယ်အဲ့ဒီအတွက်ကြောင့်ပြောခိုင်းလေလေမပြောလေလေဒီလိုမျိုးလေးစိုးရိမ်မိတတ်တယ်ပေါ့နော်အမားလုံးမိမှာလည်းစိုးရိမ်လာနိုင်တယ်အဲ့တော့အဲ့လိုမျိုးလုံးမဲ့အစားအိမ်မှာတဘာဝကြားတဲ့ English environment လေးတစ်ခုဖန်တီးပေးလို့ရတယ်ဥပမာအင်္ဂလိပ်သချင်းလေးတွေနားထောင်စေမယ်အင်္ဂလိပ်ကာတွန်းလေးကြည့်စေမယ် English stories လေးတွေနားထောင်စေမယ်နောက်တစ်ခု English audio books လေးတွေနားထောင်စေမယ်နောက်သူတို့ကလေးတွေရဲ့အသက်အရွယ်နဲ့တင့်တော်တဲ့tactors တဲကtet ed နဲ့နောက် educational video လေးတွေကြည့်စေမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့သူ့အချိန်လေးတွေနဲ့ပေါ့ဒီလိုမျိုးလုပ်ပေးလို့ရှိရင်ကလေးတွေရဲ့နေ့စဉ်ဘဝမှာသူတို့ရဲ့တဘာဝအစိတ်ပိုင်း natural environment ပေါ့ဒါလေးဖြစ်လာအောင်လုပ်ပေးဒီလိုမျိုးလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီလိုနီလန်းအနေနဲ့အင်္ဂလိပ်ကိုနေ့စဉ်အသုံးပြုနေတဲ့နောက် international learning environment ပေါ့เนาะအဲ့ဒီမှာရှိတဲ့ကျောင်းသားတွေလိုမျိုးပဲစင်တူတဲ့သင်ယူမှုပတ်ဝန်းကျင်မျိုးကိုအိမ်မှာတဖြည်းဖြည်းချင်းဖန်တီးပေးလို့ရတယ်နောက်တစ်ခုလူတွေရှေ့မှာအများရှေ့မှာချီးကျူးစကားပြောပေးရမယ်နောက်အမားလုံးမိတာတော့တခုခုစုံမစရာရှိရဆိုရင်တည်တက်နေရာမှာပြုပြင်ပေးလို့ရတယ်မိဘတွေအနေနဲ့မှတ်ထားတဲ့အရေးကြီးတဲ့အချက်တစ်ခုကကလေးရဲ့စူးစမ်းမှုကိုအများရှေ့မှာချီးကျူးပေးရမယ်အမားလုံးမိတာစုံမစရာရှိတာကိုတည်တက်နေရာမှာပြောပြပေါ့ဒီလိုမျိုးဥပမာကလေးတွေကအပြေမှန်တစ်ခုသူတို့ပြောနိုင်တယ်အင်္ဂလိပ်စကားလုံးလေးတစ်ခုကိုပြောနိုင်တယ်အရာဝတ္ထုတစ်ခုကိုတွေ့ရတယ်အင်္ဂလိပ်လိုလေးပြောနိုင်တယ်ဒီလိုမျိုးအသေးဖွဲလေးရအစားစာအုပ်တော့ဖတ်ပြီးတဲ့အခါပဲဖြစ်ဖြစ်သူတို့စူးစမ်းအထုတ်တဲ့အခါမှာ well done တော်လိုက်တာI am proud of your effort မင်းစူးစမ်းတာကလုံးဝဂုဏ်ယူတယ်တားလေးကတော်လိုက်တာသမီးလေးကတော်လိုက်တာ wow you are improving တိုးတက်လာရင်တော့တားလေးကပြည့်ပြည့်တော်လာပြီနော်ဒီလိုမျိုးချီးကျူးပေးလို့ရတယ်အမားလုံးမိတဲ့အခါမှာလည်းလူတွေရှေ့မှာအဲ့လိုမျိုးပေါ့နော်အရှက်ရစေတတ်တဲ့တခါလေကျရင်ဂိနာတော်နဲ့ပြောမိတာဒါလေးကကလေးရဲ့စိတ်ထဲမှာမှတ်ထားပြီးတော့ရှက်ကြောက်တတ်တဲ့စိတ်ပေါ့အဲ့လိုမျိုးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့တည်တဲ့နေရာမှာနုညံ့စွာပြောပြလို့ရတယ်အဲ့တော့ချီးကျူးခြင်းကသူတို့ရဲ့ယုံကြည်မှုကိုတည်ဆောက်ပေးတယ်နုညံ့စွာပြုပြင်ခြင်းကတိုးတက်မှုကိုဖြစ်စေတယ်နော်အဲ့တော့ကလေးတွေယုံကြည်မှုရှိလာတဲ့အခါပို့ပြီးတော့တက်ကြွလာတယ်စာသင်ခန်းထဲမှာပါဝင်လာမယ်မကြောက်တော့ဘူးပေါ့နော်ပြောရဲလာမယ်အဲ့တော့အမားလုံးပြီး
ရင်တောင်မှထပ်ပြီးတော့ကြိုးစားဖို့အတွက်ကိုမကြောက်တော့ဘူးအဲ့တော့နောက်ဆုံးကကြတော့မိဘတွေအနေနဲ့အဲ့တော့ Cambridge Stutters Movers Flyer စသည်exam တွေဆိုတာကကလေးတွေကိုတခါတည်းတစ်လရဲတညရဲနဲ့အဲ့လိုမျိုး English perfect ဖြစ်အောင်လုပ်ပေးတယ်ဘာသာရပ်တွေမဟုတ်ဘူးကလေးတွေရဲ့ English Foundation ကိုတဆင့်ချင်းတည်ဆောက်ပေးဖို့ပဲဖြစ်တယ်အဲ့တော့တခြားကလေးနဲ့ကိုယ့်ကလေးကိုလည်းမနိုင်ရှင်နဲ့ပေါ့နော်အဲ့တော့မနေ့ကတည်းဒီနေ့ဘယ်လောက်တိုးတက်လာလဲဒါကိုကြည့်ပေးရမယ်နောက်ကြိုးစားမှုတိုင်းကိုအားပေးရမယ်အဲ့တော့စုရမှ OA ရမှဒီလိုမျိုးစုပေးတာတက်ကိုနေ့စဉ်ကြိုးစားမှုတသေးလေးတွေကိုအားပေးရမယ်တိုးတက်မှုဖြစ်လာတာလေးတွေကိုလည်းချီးကျူးပေးရမယ်နောက် English environment ကောင်တစ်ခုဖန်တီးပေးရမယ်အမားတွေကိုခုနလိုမျိုး private မှာခေါ်ပြီးတော့တည်တံ့ခေါ်ပြီးတော့ပြင်ပေးရမယ်ဘာကြောင့်လဲဆိုတော့တင်ယူရာကိုနှစ်သက်ပြီးတော့ကိုယ့်ကိုယုံကြည်မှုရှိတဲ့ကလေးကရေရှည်ဆက်လက်တိုးတက်နိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကလေးတွေကိုဖိအားပေးပြီးတော့အင်္ဂလိပ်သင်ယူစေမဲ့အစားအားပေးမှုလေ့ကျင့်မှုပျော်ရွှင်မှုတွေကနေပြီးတော့အင်္ဂလိပ်ကိုချစ်လာအောင်ကူညီပေးလို့ရတယ်ပေါ့နော်အဲ့တော့ဘလို့အခက်အခဲတွေပဲရှိရှိကလေးကိုပညာရအောင်သင်ယူစေတဲ့မိဘတိုင်းကိုလည်းKSA ကနေပြီးတော့တကယ်ကိုလေးစားပါတယ် KSA နဲ့ယုံကြည်စွာလက်တွဲနေတဲ့မိဘတဦးချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ရှင်ပြပါရှင်